သူကထိန်းလာအဲ့လိုမျိုးလာခေါ်ပြီးတော့ထိန်းပေးတယ်လို့တော့သူပြောရပဲထိန်းတယ်လို့တော့သူပြောရပဲအဲ့နဲ့အားလုံးကတော့အခုပြထားတဲ့အမျိုးသမီးဗီဒီယိုဖိုင်ကိုအစစ်မှန်လို့ယုံကြည်ကြတယ်။အမြင်ချက်ကိုပြောပြမယ်နော်။ကျွန်တော်ကတော့ဒါလောက်ချံဖန်တီးပြီးရိုက်ထားတဲ့ဇလန်းတစ်ခုလို့မြင်ရတယ်။ဘာကြောင့်လဲဆိုတော့ဒီအမျိုးသမီးပြောတဲ့စကားတွေကရှေ့နောက်မညီဘူး။နောက်မညီတဲ့အပြင်မှာမှသူတို့ကနှစ်ယောက်ကအလုတ်သွားတယ်။အလုတ်သွားတော့အလုတ်က17မှပြန်လာတယ်။17မှပြန်လာပြီးတော့ကလေးကလည်းသူတို့နဲ့ရှိနေတယ်။ပြီးတော့မှကလေးကိုမေးတယ်ကလေးကစကားမပြောတတ်ဘူး။ပြီးတော့ဒီကလေးကပြောပြတယ်တခိုးဆိုတဲ့အန်ဒီရပေါ့လေအန်ဒီကဒီကလေးကိုထိမ့်ပေးရတာတဲ့အဲ့တော့ဒီကလေးကအန်ဒီနဲ့ထိမ့်လာတာကြာတာလို့မကြာတာလို့သူတယောက်ထဲရင်တိုင်ပတ်တာမဆောင်လို့ပဲဗီဒီယိုသာနားထောင်ကြည့်လိုက်တော့ဟုတ်မဟုတ်ဆိုတာဘလို့ပဲဖြစ်ဖြစ်ဥပဒေရပဲဆောင်ရွက်ပေးစေချင်တယ်ပေါ့နော်ငွေနဲ့ပဲပိတ်ဘာနဲ့ပဲပိတ်တာသမီးကိုထင်ဓာတ်ရှိဆိုတာတော့ရှိအဲ့လိုမျိုးတော့ရှိရပေါ့လုတ်ပြီလို့လဲခလေးကကိုပြန်လာတဲ့အချိန်ကျတော့ခလေးကအိမ်ကိုရောက်နေဒါတွေကလည်းကိုတွေကလည်းမတက်ဘူးဖုံးလဲအဲ့လိုမျိုးကြည့်ပြတာလည်းမရှိဘူးပေါ့နော်ကြည့်ပြတာလည်းမရှိတော့မသိဘူးည7:00 နာရီထိုးတော့မှအလုံးလုံးပြီးတော့မှအဲ့အဆက်အသွယ်ရလာတာဒီလိုဒီချောင်းရှိရဆိုတော့ပြတဲ့အချိန်ကျတော့ကိုကလေးကအနားမှာရောက်နေတော့ခလေးရှိပဲစိတ်ကရောက်နေပြန်မယ်ငါသားလေးဘာဖြစ်သွားသေးလဲဆိုပြီးတော့ပြန်ကြည့်တော့ तू ကရောက်ချင်းသူ့ဖေကိုပြောတယ်ခလေးကစကားမပြောတယ်လေရောဒီလိုပတ်တယ်အဲ့ဒါတော့ तू ပြောတယ်ပြီးတော့လက်တွေကိုပုတ်ပြတယ်သူလိုမျိုးတွေပုတ်ပြတယ်အခုတော့ဆို तू ကဒီမှာ6လောက်မှာဟိုကညလိုက်ကြည့်လိုက်တော့ဘူးလေးတွေတော့ရှိတယ်6လောက်ကလေးကဘူးလေးကသူ့ကိုနည်းပါတော့ तू ကဖြေတတ်တယ်တားကိုဘာလုပ်လဲမေးတော့ဒီလိုပတ်တယ်ပဲ तू ကပြောတယ်ရိုက်သေးလားဆိုတော့မရိုက်ဘူး तू ကအဲ့လိုမျိုးတော့ပြောတယ်ဒီလိုတွေရိုက်တယ်လို့တော့ तू ဖွားကိုဒီလိုရိုက်တယ်လို့တော့ तू ပြောတယ်ပေါ့နော်အဲ့လိုမျိုးဘယ်လိုပဲဖြစ်ဖြစ် तू ကအဲ့ဒါကိုအဖွားလိုပဲခေါ်တယ်ပေါ့နော် तू ကအဖွားခေါ်တယ်အမေခေါ်တယ် तू ကအဲ့လိုမျိုးပဲငယ်လေးတွေက तू ကထိန်းလာအဲ့လိုမျိုးလာခေါ်ပြီးတော့ထိန်းပေးတယ်လို့တော့ तू ပြောရပဲထိန်းတယ်လို့တော့ तू ပြောရပဲအဲ့နဲ့ခေါ်သွားတယ်အဲ့လိုပြန်လာတယ်တခါကျရင်နေ့ကင်းပိုင်းပြန်လာတယ်တခါကျရင်ညနေပိုင်းပြန်လာတယ်ပြန်လာပြီးသွားလို့ရှိရင်ခလေးကိုထားခဲ့တယ်မဝူးပေးခဲ့တယ်သမီးအဝတ်လျှော်ရလို့ပဲ तू ကပြောရလေအဝတ်လျှော်သွားတယ်မင်္ဂလာတုံးမှာဒီလိုပဲပြောတာပေါ့နော်အခုလိုတက်လာမှလည်းအခုလိုတက်လာလည်းမသိသေးဘူးညာတကောင်ရန်လူကြီးအတိတ်မှာအဲ့လိုမျိုးသိရတာပေါ့